kimchi ရဲ့ကျွတ်စင်အဲ့ kimchi နဲ့ဆက်လက်ရွက်နေရဘလို့သွားပြီးတော့လိုက်ဖက်မှန်းအောင်မလို့ရရှယ်ကြီးပဲလို့ Nathan's Record. Hello guys, Nathan's Record ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်အပြင်သွားပြီးတော့ဝါရီဆွဲတဲ့ဗီဒီယို vlog တွေလည်းမရိုက်ပြတ်တာကြာပြီဂျားထဲမှာချက်တောင်ရိုက်တဲ့ဗီဒီယိုတွေပဲတင်ပြနေတယ်ကျွန်တော်မိသားစုလေးအပြင်ကိုရှာရှာပါပါထွက်စားတုံးလေးပေါ့နော်ကျွန်တော်ဆိုင်တစ်ဆိုင်နဲ့မိတ်ဆက်ပေးကြပါတယ်ဗျာအဲ့ဒါကျွန်တော်တို့ရဲ့ချင်းမိုင်မြို့မှာဆိုရင်စန်စားရက်ကွက်ရှိတယ်စန်စားဆိုတာလူတိုင်းသိတယ်ချင်းမိုင်မှာနေတဲ့သူတော်တော်များများသိတယ်စန်စားရက်ကွက်ထဲမှာရှိပါတယ်အဲ့ဒီဆိုင်ကKorea barbecue ပေါ့နော် Korea barbecue မှာလုံးဝ Korea အရသာ taste စစ် Korea culture တွေနဲ့ပေါင်းစပ်ပြီးတော့ဖွင့်လှစ်ထားတဲ့ Lom restaurants ကိုရောက်နေတာပါဗျာ Lom Korea restaurants တခါတလေလေးမိသားစုနဲ့အတူအပြင်ကိုထွက်ပြီးတော့စားပြစ်တဲ့ဟာလေးကိုအမှတ်တရအနေနဲ့ record လုပ်လိုက်ပါတယ် Korea ခင်ကြိုက်တဲ့သူတွေကျွန်တော်နဲ့အတူလိုက်ခဲ့ပြီးပါအောင် Let's goသူက Korean home style ကိုမှ menu ကိုဆက်လိုက်ပေါ့နော်သူတို့ traditional လည်းမပြောက်သွားအောင်ပြီးတော့အပြင်က customer အထူးသဖြင့် foreigner တွေဆိုလို့ရှိရင်ဘာမှလို့မှမသိမှဆိုလို့ဆက်လိုက်လေးလည်းရှိတယ် menu ကိုဒီလိုလေးဆက်လိုက်လေးအဲဆိုပို့တန်တယ်ပေါ့နော်안녕하세요ထဲထဲဝင်ကြည့်အောင်ကထားမဟုတ်ပါဘူးရှင်ကိုရီးယား barbecue ပါ barbecue ကို buffet ပါ buffet ကိုတရားကို399ပါ399ဆိုတာတော့ what only ပေါ့နော် pork only ပေါ့နော်အဲ့ဒါမှသူ့ရဲ့ side menu တွေလည်းအများကြီးပါတယ် kimchi stew တွေလည်းပါတယ် kimchi တွေလည်းပါတယ်အများကြီးပဲအဲ့ဒါကို399ကိုအကြိုက်တဲ့လောက်စားကြိုက်တဲ့လောက်ဆွဲဒီမှာ drink လည်းပါတယ် drink ဆိုတာရေပေါ့နော်ရေခဲမုန့်တွေလည်းပါတယ်ကြိုက်တဲ့လောက်စားပါကိုရီးယား barbecue ဆိုင်မှာရှင်လုံလို့ခေါ်ပါတယ် ram chop ထဲမှာပါသူ့ရဲ့ဒီ sign location ပေါ့နော် sign ရဲ့ decoration design လေးကအမိုက်တာတစ်ခုကအောက်မှာလည်းကျွန်တော်တို့ wine တွေရှိရပေါ့နော်အောက်မှာ wine တွေကထိုင်ကုန်နဲ့ထိုင်ပြီးတော့ထိုင်စားရတာစားတော့ဆိုင်တွေမှာထိုင်တယ်လို့ပဲအခုဒီကျွန်တော်တို့ထိုင်နေတဲ့အပေါ်ခုပြစ်လိုနေရာလေးကနည်းနည်းဆန်းတယ်ကသူကြတော့ထိုင်ရတာဘယ်လိုလဲဆိုတော့ပို့ပြီးတော့နော်ခြေပြက်လက်ပြက်ထိုင်လို့ရတယ်ပေါ့ဗျာကျွန်တော်တို့နော်လွတ်လွတ်လပ်လပ်ထိုင်ကျင်တဲ့သူတွေဆိုလို့ရှိရင်လည်းအောက်ဒီကွတ်ပြစ်လိုဟာမျိုးလေးနဲ့ထိုင်လို့ရပါတယ်ဒီဆိုင်ကတော့အကင်ဟိုဆိုင်ထဲမှာဆိုင်ထဲဝင်လိုက်တဲ့အခါမှာအကင်ဆိုင်ဆိုပေမဲ့လုံးဝဟိုအကင်နဲ့အနေနဲ့မီဂိုးတွေနဲ့မှော်နေတာမျိုးမရှိအောင်လို့အကင်စနစ်ကိုဒီလိုမျိုးမီဂိုးခေါင်းနိုင်ကြီးလှုပ်ထားတယ်ပြီးမှအောက်မှာမီးအဲ့လိုထည့်လိုက်တယ်မီးဖို့မီးသွင်းမီးပေါ့မီးသွင်းမီးကိုမှသူထွက်လာတဲ့ဒီအငွေ့တွေကိုအဲ့ဒါနဲ့တည်ပြီးတော့အပြင်ကိုကျွန်တော်တို့ exhaust လုပ်ထားတဲ့အတွက်ကြောင့်လုံးဝမီးကိုနဲ့မထွက်ဘူးညော်နဲ့လုံးဝမရသလောက်သူ့ရဲ့ system ပေါ့နော်လုပ်ထားတဲ့ system မှာမိုက်တယ်ဆိုင်ရဲ့ decoration လေးကလည်းလှတယ်မသိရင်ကျွန်တော်တို့ဟိုရင်တော့ကိုရီးယားအိမ်လေးတွေလို့ပေါ့ဒါမှမဟုတ်တော့မဟုတ်တာတက်သားပေါင်လေးနဲ့ 3D လို့ကြွအောင်လုပ်ထားပြီးတော့ဘေးကအဲ့အုံနဲ့ရန်ဆိုတဲ့ဟာကြီးက wallpaper ကြီးကတ်ချတာလားမသိရင်ကျွန်တော်တို့ကိုရီးယားအိမ်လေးတွေမှာစားနေပါတယ်ပေါ့ကျွန်တော်အကြိုက်ဆုံးကဒီကျွန်တော်တို့အခုထိုင်နေတဲ့ကွတ်ပြစ်လို့ခါလေးအဲ့ဒါလေးကနည်းနည်းစားရတယ်ဗျအဲ့ဒါလေးကမိုက်တယ်အောက်မှာဆိုရင်လည်း6လောက်ဒီလိုချထားပြီးတော့ထိုင်လို့ရတယ်Korea style လို့ Japan style လို့ပုံစံမျိုးလေးပေါ့
အောက်မှာလည်းဘေးမှာပုံမှန်ပေါ့နော်အခြားသောဝိုင်းတွေရှိတယ်သူတို့တွေကတော့ထိုင်ကုန်မှာထိုင်ပြီးတော့အေးဆေးစားလို့ရတယ်ကဲစပြီးတော့กินနေပြီဗျာဒါတော့ကျွန်တော်မဟေတီမှာတော့ဟင်းလျာများပဲဖြစ်ပါတယ်ဘယ်လောက်ထိအမျိုးစုံလဲဆိုအကုန်ဝက်တွေကြီးပဲဝက်ကိုတီးတန့်ကျုံးမှာဖြစ်ပါတယ်ခင်ချီလည်းပါလေဒီအသားတွေကနှက်ထားပြီးသားအသားတွေနော်ဝက်ကောင်မှာနှက်ထားတာခွာဒီခင်ချီဒီမှာကြည့်အောင်မြအရွက်တွေကလည်းစိမ့်ဆိုလို့ဒါဆက်လက်ရွက်ပြီးရင်ဒီမှာလည်းဆက်လက်တွေပဲအတုပ်လေးတွေပြီးရင်သူကဒီဆိုင်ရဲ့အားသာချက်ကသူကအဲ့လိုအရန်ဟင်းတွေအရန်များတယ်အဲ့လိုကိုစီလေးအဲ့ဒါလေးတွေအရန်စားလို့ကောင်းတယ်Hello Gloria. Okay. ဒီလုံး barbecue ပေါ့နော် Korea barbecue ဆိုင်မှာမှာစားရင်လေကျွန်တော်ပြမယ်လားဒီလိုအသားမျိုးတွေမှာစားဘာကြောင့်လဲဆိုတော့ဒီကောင်တွေကပုံမှန်ရိုးအသားစိမ်းတွေထဲစားရင်သူကအရသာနဲ့နှက်ထားတဲ့ဟာပေါ့နော်Korea အရသာပြီးရင်သူတို့အပေါ်မှာဖြူရဗျာမှုန့်နေပါရှိတယ်ကျွန်တော်လည်းတိတ်မသိအဲ့ ingredients တွေတိတ်နားမလဲဘူးဒါပေမဲ့ဘယ်ဟာစားရင်ပူတန်လဲဆိုတာတော့သိတယ်ဟဲ့ရလန့်အောင်လန့်သွားတာပဲဟဲ့ရပေရှာတူဒါရီဆိုရင်ဗျာကျွန်တော်တို့ကိုရီးယားခါးထဲမှာပါတဲ့ကိုရီးယားတွေသမင်းပွဲတွေထဲမှာပါထားရှိရပါတော့ကိုရီးယားကားကြည့်တဲ့သူတွေဆိုတော်တော်များများသိအဲ့လိုဟင်းပွဲလေးတွေအဲ့ဒါတွေကတီးတန့်ချပြရလားကိုကမှားတာအဲ့ဟင်းပွဲတွေအောင်ပါပြီးသားဟောဆက်ထဲမှာပါပြီးသားတဲ့ကိုကဒီဟာတွေတစ်ခုချင်းစီကျွန်တော်တို့လည်းဒါတွေနားလဲလို့မဟုတ်ဘူးသူ့ရဲ့ဆက်ထဲမှာအော်တိုပါပြီးသားလို့ဆိုလို့ဒီထဲမှာကျွန်တော်ကိုရီးယားကားတွေပါကြည့်လို့ရှင်ပါတယ်လေမုတ်ပြားတက်လက်လားပါခေါ်တယ်မြန်မာလို့ဆိုရင်ကိုရီးယားမှာဆိုတာပါ pancake လားကျွန်တော်ပြောလို့ပါပဲမုတ်ပြားပြလက်ပါဘူးမုတ်ပြက်ဖက်လက်လားပါလားမသိခေါ်တယ်ဗျာမြန်မာမုတ်ကြီးရတက်နိုင်အဲ့လိုကကြီးလေးနဲ့ညှက်ပြီးအဲ့ဒါမှမြန်ကြက်မှာအပြားလိုက်ကြီးတင်လာလို့ရှင်ကြာနေမှာလေစီစဉ်သူဖိတ်တမ်းမှာဒါတော့ရှယ်ဖြစ်နေပြီကင်ပြီးတော့နန်းနေရတခုကောင်းတာလေကျွန်တော်တော်တော်သဘောကျတယ်ဒီဆိုင်ထဲဝင်လိုက်ကြတဲ့ကဂရိထားမိတာပေါ့နော်အဲ့ဒါပါရဲဆိုတော့သူရဲ့လေတူကြီးကတန့်ရှင်းနေလေတူကမိုက်နေတယ်အဲ့ဒီအချက်ကတော်တော်မိုက်တယ်အရန်ကြီးများဆိုင်ထဲမှာကျွန်တော်တို့ပုံမှန်ဒီယာဆိုင်တို့ရက်ဆိုင်တို့မှာတော့မှဆက်လင်းငွေတွေပါရှိတတ်တယ်ဒီဆိုင်ကအဲ့လိုအနံ့လုံးဝမရအငွေ့နံ့မှာပါဗျာဒီအိတ်စောကောင်းတော့ကဲခင်လေးတွေကတော့ရပြီဗျာဒီမှာကျွန်တော်သဘောကျတာတခုကဘယ်လိုလဲဆိုတော့ဒီခင်ကိုတို့စားဖို့ဆိုပြီးတော့ဒီ sauce ကနှမ်းစီလေးပါပါတယ်ဗျနှမ်းစီရဲ့ဒီကျွန်တော်ထင်တော့ဒါကိုချူးချံ paste နဲ့တွေ့ကိုချူးချံအနှစ်နဲ့တွေ့အဲ့လိုလေးတို့ပြီးတော့စားလို့ရတယ်ဒါမှမဟုတ်အခုလိုမျိုးဖတ်နဲ့ထုတ်ပြီးဆွဲလဲရတယ်ကြိုက်တယ်လို့စားကြိုက်တယ်လို့ဆွဲကျွန်တော်ကတော့အရင်ဆုံးဖတ်နဲ့ဖလက်ရနဲ့ဟဲ့ရဘယ်တောင်းမလို့အောက်ချမ်းမလို့လားပေါ်နဲ့ပြင်တောင်းမလားကဲကျွန်တော်လဲပထမအဆုံးအလုပ်လေးကိုဖက်လေးနဲ့ထုတ်စားလိုက်ဘာလို့ရှိတာလေးထည့်လိုက်တယ်မယ်ပြီးရင်kimchi kimchi ရဲ့ကျစင်ရေးကျွတ်ရွနေရဲ့အကွက်ထည့်မယ်ဒီအသားကိုကျွန်တော်တို့ဒီကိုချူးချံအနှစ်လေးတုပ်ထားတယ်အဲ့ဒါလေးထည့်လိုက်ကျုံးမယ်ကျွန်တော်ခဏမေးတော့မလို့
စက်တော်မီလေးထည့်မယ်ဒီအမျိုးအစုံလေးထည့်ပြီးတော့ကျုံးပါလေဖြစ်ပါတယ်ရှယ်ကြီးပဲလို့ဘယ်ထဲကိုတင်ချီရောဆက်လိုက်ရတယ်ရောစိုက်ခင်းတစ်ခုလုံးပြေးဝင်သွားတယ်လို့ပဲကျေးတော့မိုက်တာဒီဆိုင်မစားရကြဘူးနော်ငါတို့နားရဆက်စံတော့စားကြရအောင်တော့ကောင်းတော့ကင်ချီနဲ့ဆက်လက်ရွက်နေတာဘလို့သွားပြီးတော့လိုက်ဖတ်မှန်းမလို့ကိုရီးယားဘယ်လိုများရှာဖွေတွေ့ရှိထားမှာဒီနီလန်းနေနော်တော်တော်စားလို့ပါအရင်တော့စားအောင်မှမလို့ကိုမျိုးမေးရမှာပြောစရာကလည်းလုံးတော့မေးပါဘာပြောကြအောင်မေးပါမုံလောက်ကင်ချီရှိရမယ်မေးနေတာငါလည်းနည်းနည်း5ရောက်အောင်တွေ့တယ်နန်းစီလေးနဲ့အဲ့လိုတော့ဟုတ်တယ်ထဲမယ်အငယ်ဦးဒီဇိုင်းလေးထည့်တယ်ဗျာပြင်ကင်ချီလန်းလိုက်တယ်ဒီပြေတော့ပါပြီဝေါစားထည့်လိုက်ပါမုံလာဦးကင်ချီလည်းရှိတယ်မုံလာဦးကင်ချီယူလိုက်မယ်မုံလာဦးကင်ချီနဲ့ကျုံးမယ်သူ့စလိုက်ရတော်တော်ထူတယ်နော်မုံလာဦးကင်ချီမုံလာဦးကင်ချီလေးနဲ့မုံလာဦးကင်ချီ2 3လောက်ထည့်လိုက်မယ်ကင်ချီကြိုက်တတ်တဲ့လူတွေဆိုရင်သိတယ်မုံလာဦးကင်ချီကအရန်မိုက်တာကျွန်တော်ဆိုတင်မောပေါ်မှာတော့တကူကျုံးတာမုံလောက်ကြည့်ချင်ဟိုမုံငင်းကျန်တော့တိတ်မစားဘူးโอเคပြီးရင်အားထည့်ရမယ်ဆိုတော့တက်တော်မူထည့်မယ်ဒီငယ်ပြီးစင်းရတယ်ဆောင်းအသားပဲဗျာဘောလည်းဒီကိုရီးယားဘာဘီကျူထဲမှာမရှိမဖြစ်ပဲဟုတ်ပြီချက်တော်မြူနေနေဦးဒီစိမ်းလေးကိုရအောင်တယ်အဲ့ဒါမှသူကအနမ်းရတာနဲ့ပြေဆုံးမှာလေသူ့ရဲ့ဆလက်ရွက်အကြီးရဲ့နန်းစီလေးတိုးတိုးကြီးစားဟုတ်မုံလာဦးကနည်းနည်းထင်ကောင်းလို့မျက်လုံးတော့မဖွင့်ဘူး
သူတို့နိုင်ငံမှာတော့ဘယ်လိုစားလဲတော့မသိဘူးကိုရီတော့နားတော့မလို့ဒါပေမဲ့ကျွန်တော်တို့ကဒီလိုမျိုးတို့စားလိုက်အိုက်တဲရောက်သွားလို့ရေးရေးkimchi ရဲ့ကျွတ်စင်ဘာလို့လဲဆိုတော့ခုနကလည်းအချင်းကတူတူတဲ့ sauce ကနည်းနည်းငန်တယ်အဲ kimchi များများထည့်စားတယ်မိုက်ကျုံဆလာတော့သူအဲ့လိုအိုးတွေအများမဲလာပြီနော်ချက်ချင်းလာလဲပြီသူတို့ customer service ပေါ့မပြောဘဲလဲသူတို့ဝန်ထမ်းတွေကထိုင်ဆောင်ဒေတာစောင့်ကြည့်ပြီးတော့အိုးမဲနေပြီလာလဲပြီအရင်တော့ကြောက်ခက်မှာတော့ဗျာအသားငါးတွေကမီးကိုမတွေးရှိခင်တော့ပေါ့မီးဆိုတာဘာမှမသိခင်တော့မပေါ်ထုတ်နိုင်ခင်တော့မတီထွင်နိုင်ခဲ့ခင်တော့သူတို့ကအသားစိမ်းတွေပဲစားကြတာပေါ့အသားစိမ်းတွေစားတဲ့အခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့အသားစိမ်းဆိုတော့သိရဘယ်နေရာစားပြအဆင်ပြေတယ်လေတယောက်တနေရာစီစားကြတာပေါ့တိတ်ပြီးစီးစီးလုံးလုံးမရှိဘူးအဲ့မီးကိုစတင်တွေးရှိပြီးတဲ့နောက်ပိုင်းမှာမီးကိုအလယ်မှာထားပြီးတော့အဲ့လိုကင်ပြီးစားကြတဲ့ခက်ရောက်အောင်နည်းနည်းပို့ပြီးရင်ကြီးလာတာပေါ့အစိမ်းမဟုတ်ပဲねအကျက်စားတဲ့ခက်နော်အဲ့လိုမျိုးကင်ပြီးစားလို့ရတယ်ဆိုတာသိသွားတဲ့ခက်မှာအလယ်မှာမီးဖို့ကြီးကိုအလယ်မှာထားပြီးဟိုးကြောက်ခက်လူသားတွေကစပြီးစားလာကြတယ်မီးဖို့ကြီးအလယ်မှာထားပြီးတော့စားကြရင်းနဲ့မှာတယောက်နဲ့တယောက်ရင်းနှီးလာအောင်ဘင်္ဂလားချင်းအပေါင်းအသင်းကနေပြီးညီကိုရင်းပုံမှာရဲဘော်ရဲဘက်တွေပါဖြစ်လာတော့ဗျာခိုင်လို့တောင်းတော့မသိကြဘူးငါတို့လူမျိုးစုဆိုပြီးအဲ့လိုအထုအသင်းထွက်နေတတ်လာတယ်အတူတူစားတောက်တတ်လာတယ်အဲစားတောက်တဲ့အခါမှာကောင်းလို့ရရအောင်အသားငါကောင်းတဲ့အသားတွေပါရတဲ့အခါမှာကွဲတော့လိုမျိုးကျင်းပကြတယ်ဘုံတွေတီးကြတယ်အဲ့ရနေမှာတစ်ဆင့် revolution ဖြစ်သွားတယ်ပြောလို့နော်ဘုရားမလို့ခေါ်ပေါ်ပိုင်းလို့ဘာဘီကျူးစားလို့ကိုရီးယားကဘယ်အခင်မဲ့ဖတ်တာကျွန်တော်ပြောနေတာအဲ့အခင်ဖားတဲ့အချိန်မှာအဲ့ဘုဟုတုဒလေးကိုသိတာတော့အခင်ဖားတဲ့ feeling တွေကပိုပြီးတန်ဖိုးရှိတာပေါ့နော်အဲ့လိုမရဝေးပြီအားမအားချောင်းတာရွက်တုပ်လို့ပြောတာဘာရွက်တုပ်လဲမဟုတ်ကိုရီးယားအရွက်စုံတုပ်ပေါ့ဗျာလမ်းမှာတွေးရတယ်ခူးလာပြီးတော့တုတ်ထားတဲ့အတိုင်းပဲမဲတော့ရရအောင်ဒါတော့သမီးတော်ရဲ့အတွက်အမှနိုဘူးသူ့နိုဘူးအဲ့လိုပဲဆိုင်သွားသူ့ခေါ်သွားတယ်နိုဘူးကိုအများနဲ့ခေါ်ဖို့အတွက်ယူသွားမနိုးစားကောင်းလားတစ်ခုမေ့နေတာဒါဆိုအသားတွေကြီးပဲဆွဲနေရှိုးလိုက်အောင်တော့ဗာလဲရှိုးလိုက်အောင်kimchi soup kimchi hey ကောင်းနေတာမိုက်တယ်လေကြောင်းလေးကိုရှင်းသွားအရာမျိုးကိုကြည့်လိုက်တာနဲ့ kimchi hey ကြီးရတောက်ချင်စရာကြီးရှယ်ရတာအရင်ဆောင်းတော့မဖြစ်ဘူးအရင်ချင်းဆူးမဟုတ်တော့မိုက်တယ်မှန်တယ်ကိုရီးယားကားရဘာကြော်လေးမှန်မသိတဲ့ဟာလေးကောင်းလား
အသားလုံးငါးလုံးပေါ့နော်ငါးလုံးကိုပြောတာအားလေးတွေကိုလီးရောကြော်ရမှာလေဟုတ်ကိုရီးယားကိုင်းထဲမှာပါတော့ဒါလေနော်အမင်းဖန်လေခရမ်းဒီနှက်လေကိုရီးယားခရမ်းဒီနှက်ပါဟုတ်ချက်တင်ကြောင်တော်မိုက်ဒါလေးကတော့ပါစတာလေးလို့မလုပ်တာဟောနော်ကြောင်ရဘယ်အာဟာရဖြစ်လဲပါစတာရယ်ခေါင်းရယ်ခုံပါတယ်ကဲရက်ရယ်အဲဒီပဲအစိမ်းလေးရအရင်အာဟာရဖြစ်တယ်ဒီကောင်ချက်တော်မျိုးပါတယ်ဗျာငရုတ်သီးစိမ့်ပါတယ်ဗျာဗီတာမင် C တွေဗျာစဉ်းစားကြည့်ကင်ချီဗီတာမင် C ဗျာဒီရွက်ပါတယ်ဗျာပရိုတင်းအသားပါတယ်ဗျာအားကစားသမားတွေတောင်မှဒီလောက်စုံအောင်စားနိုင်ပါမှာစဉ်းစားကြည့်ဒီကောင်လေးရဲ့ကျုံးချက်ကဒီဆိုင်မှာကကျွန်တော်အောက်မှာလည်းအခုလိုဝိုင်းနေရှိသလိုဒီဘက်ကနေတက်သွားလို့ရှိရင်လည်းအပေါ်မှာဝိုင်းနေရှိသေးတယ်အခန်းတွေကို reserve လုပ်လို့ရတယ်ဟောဒီမှာကြည့်ဒီနေ့ကျတော့လည်းရှင်းလို့အဲ့လိုမှန်တဲ့အပေါ်တက်လာပါတယ်ကြောက်ဘူးမှမရှိဘူးဒါဆို account လေးလည်းဖွင့်ပေးထားတယ်ဒါတော့ဒီတန် private room လို့ဖြစ်တယ်ကိုမိသားစုဒီလိုနောက်ဝိုင်းဆက်ယူလိုက်ရင်တော့ဒါတစ်ခါပဲပြီးပြီမိုက်တယ်မ try လဲခုနကျွန်တော်ပြောရတဲ့ privacy room အပေါ်တက်ကိုရမရအရင်မေးလိုက်ပါဗျာအဲ့ဒါဆိုရင်တော့ပုံမိုက်တယ်အဲ့ဒီနေရာပို့ပြီးတော့တော်ကီထုတ်လို့ကောင်းတယ်လွတ်လွတ်လပ်လပ်ပါဗျာနှုံးဆိုအားနောက်လန်တော့မယ်ညီပြနေ来蓝色了。好，打来了。လက်ပြီးတော့သူကအဲ့အသားကသူ့အသားတစ်ခုထူးကြတာကျွန်တော်တို့အဲ့กินလို့ရှင်လေမှန်မှန်ခြောက်ပြီးတော့မာသွားမှာသူအဲ့လိုမဟုတ်ဘူးနဲ့အသားကဆိုကြီးနေအဲ့အရမ်းမိုက်ရောမှာကျွတ်ပြီးအပီးစီ1230ပဲ1230လဲဆိုကျွန်တော်9ယောက်အဝစားရတော့လူကြီး3ယောက်အဝစားနော်ကလင်းပါနော်အဲ့ဆက်တော့မပေးရလူကြီး3ယောက်အဝစားအပြင်ထပ်မှားထားတာတွေရှိရနော်တခါသူလည်းမခံဘူးဟောဘော399ဆိုတယောက်400အတူတူပဲပေါ့ဟုတ်တယ်တယောက်400ကြာတယ်နော်ထောင်းနေအောက်ပိုင်းကအေးဟာတော့ထွက်ရမယ့်အချိန်မှာတခါရေးတာပြီသားအောက်တိုင်းကဲကျွန်တော်ရဲ့ Nathan's Record Channel ကိုကြည့်နေကြတဲ့ဆွေမျိုးတွေဘော်ဒါတွေအားလုံးပဲအခုကျွန်တော်စားတဲ့လုံးပေါ့နော် Korean barbecue ဆိုင်ကိုချင်းမိုင်ရောက်လို့ရှိရင်လာပြီးတော့စားဖို့အတွက် recommend ပေးလိုက်ပါတယ်ဗျာချင်းမိုင်မှာဆိုဆန်ဆိုင်မှာရှိကျွန်တော်ထုံးစံအတိုင်းဆိုင်ရဲ့လိပ်စာကို description မှာထည့်ပေးထားပါမယ်နောက်ထပ်အဲ့လိုမျိုးကျွန်တော်သွားနေလာနေရှင်းပြောရင်ဗျာမသေးမချင်းလုပ်နေမဲ့အရာတွေကိုအကုန်လုံးကိုကျွန်တော်က YouTube ပေါ်မှာပြစ်တယ်မှာဖြစ်တဲ့အတွက်အားပေးကြပါအောင်လို့ Okay this is called Nathan's Record see you at the next video see ya This is Nathan's Record